السلام عليكم ورحمة الله وبركاته. يعني هجري تونلي عليزا كنكو شوال سنة كريني نتاو نسا تشوكوني إبرالا نايا نيجا دابريني ما نعم ندي أوميني كي تيغانزا أماسين تاون تونيا تونزا تيكو تنبيا ما با إني جنورو تنبيا جنازارو أچاينة پتا بيرو أمياجي جنورو بكا بوليو بيكوا موري تويني ياباري جنورو تكو ما تايا ماغا أچاينغو سيما نايجين ها بواغو سيما نايجين بي پيته سورة أچابابي လူတိုင်းမှာမတူညီတဲ့အရေးချင်းတွေရှိကြပေမယ့်အားလုံးတူညီပြီးတော့ရရှိထားတာကတော့တရက်မှာ24နာရီဆိုတဲ့အချိန်ပါပဲအောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူကြားကအဓိကကွာခြားချက်ဟာအဲ့ဒီ24နာရီကိုဘယ်လိုအသုံးချတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ဟာဒါကိုသဘောပေါက်ပြီးတဲ့နောက်ပိုင်းမှာအရေးကြီးတာကိုအရင်လုပ်မယ်ကျွန်တော်တို့ဟာအလုပ်တွေအများကြီးလုပ်နေရလို့အချိန်မရှိတာမဟုတ်ပါဘူးအရေးမကြီးတဲ့အလုပ်တွေမှာအချိန်ကုန်နေလို့အချိန်မရှိသလိုခံစားရတာပါကျွန်တော်တို့ရရှိတဲ့ရလဒ်တွေရဲ့80ရာခိုင်နှုန်းဟာကျွန်တော်တို့လှုပ်ဆောင်တဲ့အလုပ်20ရာခိုင်နှုန်းစီကပဲလာတာပါဒါကြောင့်တကယ်အကျိုးရှိမဲ့အလုပ်ကိုပဲအာယုံစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီအချိန်ကိုကျွန်တော်တို့ဟာညစဉ်စီမံဖို့လိုအပ်တယ်မနေ့ပြန်အတွက်အလုပ်တွေကိုဒီနေ့ညမှာကြိုတင်စရင်လုပ်မယ်အရေးအကြီးဆုံးအလုပ်3ခုကိုပဲရွေးထုတ်ပြီးတော့အဲ့ဒါပြီးအောင်အရင်လုပ်မယ်လို့ကိုကျွန်တော်တို့ကြိပေးကြမယ်တိုက်တွန်းကျင်တာကတော့ပုံဆုံးသွားတဲ့အချိန်ဆိုတာပြန်ဝယ်လို့မရတဲ့ရတနာပါဒီနေ့ကစပြီးတော့အချိန်ကိုအလားတမဖြစ်စေဘဲနဲ့မိမိဘဝတိုးတက်ဖို့အတွက်စနစ်တကျအသုံးချကြည့်ရအောင်လို့တိုက်တွန်းရင်းနဲ့ကျွန်တော်တို့ဒီနေ့ဒါလေးကိုညီကုန်းချုပ်အပ်ပါတယ်အဲ့တော့အချိန်ကိုအင်ရှာအလ္လာကျွန်တော်တို့တည်တည်ချာချာလေးစီမံဖို့အတွက်အင်တမ်မှအရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်သတိပေးရင်ဒီမှာပါဝင်နေနာစတောတာပန်းစင်းနေတဲ့မိတ်ဆွေပေါင်းတင်အများအားလုံးကိုလည်းကျွန်တော်အနေနဲ့သတိပေးလိုပါတယ်ဘယ်လောက်ရှိမှကျွန်တော်တို့ကိုအရှင်မြတ်နေမတ်အဖြစ်နဲ့ကြီးမြင့်ထားတဲ့အချိန်ကိုစနစ်တကျစီမံနိုင်စွမ်းကြီးမြင့်ပေးသနာတော်မူပါစေအာမင်ယာရဗ်ဘ်အလ်အာလမင်အစ္စလာမူအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ